အိမ်နောက်နှစ်ဆက်မိမနှစ်ယောက်မှမယူရရင်ဇက်လန်မရိုက်ဘူးလို့ပြပြလာခဲ့တဲ့စိုင်းစီတွန်ခန့် 那酷片面哦，出转那个那边对，就这个嘞，就 expire 有点不我嘞吧。那就行嘛，然后你也历史过，那就都叫你那么地方包。ကိုယ်တိုင်ကလည်းခုမှ break တွေ့ရဆိုတော့ကြာတော့ကိုယ့်ရဲ့ဒီ image တွေကခုလက်ထက်မှာပဲရှိနေရပေါ့နော်ကိုစူးစမ်းရင်သူကဖြစ်နိုင်တယ်ဆိုတော့လေလောက်ထိတောင်မှအားစိတ်တော့လဲပြောပြပါဦး ဒီ break တွေရတော့じゃတတ်နိုင်ဆိုဆွမ်းဖို့ကြိုးစားတော့ပါပါဒီကြဘဝမှာဒီကြပြင်ထားရတော့じゃဒီ education ကတော့ number 1ပါအဲ့လိုပဲပြင်ထားတော့ကြောင့်じゃကောင်းဆုံးကြိုးစားတော့ပါစေ တိုင်းပြည်ဒီမှာတွေ့ရတယ်ပုံမှန်ပဲဒါကဒီလိုမျိုး OK。 ဒီနာများတယ် ပြောရတော့ကာရီတာကျင်းမဟုတ်ဘူးခွဲသွားတယ်ငါကွာစောင့်နေဖြစ်တော့ တဲ့အမတို့အရင်ပြောလို့လို့ကျွန်တော်အဲ့လိုဇလန်နဲ့ပြရိုက်တယ်အဲ့လိုမှမရိုက်တော့ဘူးအဲ့လိုနည်းနည်းအိမ်ထောင်20လောက်အနည်းဆုံးကြာတယ်မိမ2ယောက်လောက်မှကိုယ်လည်းအပတ်သက်ရရိုက်တော့အဲ့လိုစဉ်းစားတယ်နောက်တော့ဒီကားလေးကတော့ဇလန်လေးကောင်းတယ်လေဟိုမှအင်ဂျင်ကလည်းကောင်းတယ်ကိုရင်သစ္စာကလည်းဒီကားပေါ်တော့ကျွေးသွတ်ပါတယ်မိမိကလည်းသူကကျွန်တော်တို့ကဟိုစုံမှုတယ်ဒါပေမဲ့ဒီကားလေးမှသူကဒီကားလေးမှာကျွန်တော်နဲ့တွဲရရေရှိကားစီးရီးတစ်ခုရှိတယ်ကျွန်တော်တို့ drama queen ဆိုပြီးတော့ပေါ့နော်အဲ့တော့ကနေမီလည်းပါတယ်ဒါပေမဲ့သူနဲ့တော့အဲ့လိုမစုံနိုင်ဘူးဒီကားမှာစုံရတယ်သူနဲ့ဟို MTV ရောက်ရိုက်ပြီးတယ်ဒီဟာလေးကတော့ acting လုပ်ရတယ်ဆိုတော့ဒီဟာကြောင့်လည်းရိုက်ဖြစ်သွားတာပေါ့နေမီနဲ့ကျွန်တော်ကအဲ့လိုမစုံဘူးသူလည်းအရန် acting အရန်လုပ်နိုင်တယ်ပေါ့နော်ကိုလည်းအဲ့မှာကိုလည်းစူးစမ်းကြည့်ချင်တယ်ပေါ့နော်အဲ့တော့ဒီကားလေးမှာတော့ character လည်းမတူဘူးနေမီနဲ့လည်းရရမယ်ညီမလေးကလည်းခုနပြောသလိုဟိုဘာပေါ့နော်အရန်ငယ်တယ်ပေါ့နော်အဲ့လောက်ထိငယ်တဲ့ပြုဆောင်နေလဲကျွန်တော်တွဲပြီးသိချအောင်ရိုက်ဘူးပေါ့နော်ရိုက်တော့သူတို့စီကဟိုလေး motivation လေးရအောင်ဆိုပြီးတော့အဲ့လိုနဲ့လည်းရရှိသွားတာဒါလေးဟုတ်